ကချင်ပြည်နယ်တပြည်နယ်လုံးမှာတရိษံဥယျာဉ်လေတနေရာပဲရှိရင်တော့အဲ့ဒါကျမတို့ရွာတီးလိုက်တော့ကချင်ပြည်နယ်တပြည်နယ်လုံးမှာတော့ဘယ်မှာမှတရိษံဥယျာဉ်မရှိဘူးရှာကြည့်မရှိဘူးကျမတို့ရွာမှာပဲရှိတယ်နော်ထူးထူးဆန်းဆန်းဆိုတော့ဒီမဲ့လေးကိုဖတ်ပြမယ်ကချင်အဆိုတော်တင်ကြပါရှင်တဲ့ကျုပ်တို့ရွာကပါတဲ့ငငယ်တုန်းကစာလဲတော်တယ်လို့တဲ့အဆိုလဲတော်သူပါဆိုတော့ဒီ comment တော့ပထမဆုံးအများကြီးကျေးဇူးတင်ပါတယ်ကြကျေးဇူးကပါဆိုင်ဒါကျမတို့ရွာဖြစ်မယ်ပေါ့နော်လူတော်တော်များများကကျမကိုမြစ်ကြီးနားမြို့ပေါ်လို့ထင်ကြတယ်မဟုတ်ဘူးပေါ့နော်ကျမမြစ်ကြီးနားမှာဈေးရောင်းတော့မြစ်ကြီးနားလို့ထင်ကြတာအမှန်တကယ်တော့ကျမရွာကပါမြစ်ကြီးနားမြို့နဲ့နမတီမြို့ကြားမှာရှိတဲ့လွဲခေါ်18မိုင်ဆိုတဲ့ကြေးရွာကလေးကရွာသူလေးဖြစ်ပါတယ်ရှင်ဆိုတော့မြစ်ကြီးနားနေနမတီသွားတာဖြစ်ဖြစ်နမတီကနေဒီမြစ်ကြီးနားကိုသွားတာဖြစ်ဖြစ်ပေါ့နော်ဒီ highway လမ်းမကြီးပေါ်မှာရှိပါတယ်ကျမတို့ရွာအမအိမ်မှာထမင်းဆိုင်လေးရောဖွင့်ထားပါတယ်ရှင်ဖြတ်သွားရင်းနဲ့ပေါ့နော်ဆိုင်ထဲမှာလည်းဝင်အားပေးသွားပါအောင်ဆိုင်နာမည်ကတော့မနှောမြေစားတောက်ဆိုင်ဖြစ်ပါတယ်ရှင်အမေကတော့